ရေကျိုးလေးတအားများပြီးတော့ကြက်လိုက်ဖြစ်နေ။အိုးကလည်းအသေးဖြစ်နေတယ်ဖြုတ်ရခက်တော့ဒီလိုနီလန်းလေးနဲ့လောက်တာ။ရေကျိုးလေးနေရမယ်။ကြံဖန်လောက်ရတာပေါ့။ကောတူတော်လေးကောနော်တလွဲကောလို့မရတော့ဒုတ်လေးနဲ့ပဲရှစ်ထက်မရဒုံနဲ့မရှင်းမရရေချိုးရအောင်လေမတမက်လောက်ပဲရှိတယ်ရေချိုးအလောက်တက်သွားတယ်ဒီလိုလေးလုပ်လို့ရပါတယ်နော်ဒါဟောပေါ့ပေါ်ဘူးလေးကိုအဲ့လိုဖြတ်လိုက်ဖြတ်ပြီးတော့ဒီထိတ်မှာစကူလေးဆုပ်လိုက်အစင်ရပါပြီအားလုံးအဆင်ပြေကြပါစေ